တဲကြေအိတ်ထုတ်ပြီးတဲ့နောက်ပိုင်းမှာခြေထောက်တွေပုံမှန်လိုမတည်ခြင်းဘူးလေးနေတယ်လို့ခံစားရတယ်ပေါ့နော်အရင်လိုမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တဲကြေအိတ်များထုတ်လိုက်လို့များဖြစ်သွားသလားဆိုတဲ့မိကုံးလေးကိုကျွန်တော်ဒီမှာဖြေပေးပါမယ်ပုံမှန်အဖြစ်တော့တဲကြေအိတ်ထုတ်တဲ့လူတွေမှာဒီလိုမျိုးခြေထောက်တွေမတန်တော့တာခြေထောက်တွေလေးသွားတာဒါမျိုးတွေကမဖြစ်ပါဘူးနော်မဆိုင်ဘူးလို့ပြောချင်တာပေါ့လေဒါပေမဲ့လည်းတဲကြေအိမ်မှာမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်ကိုခွဲစိတ်မှုကြီးကြီးမားမားတစ်ခုလုပ်တယ်ဆိုတာခန္ဓာကိုယ်မှာအထူးကျန်းမာရေးချို့တဲ့သွားတာပေါ့နော်ကျွန်တော်အားနေသွားတယ်ဒီလိုအားနွေးနေတဲ့အချိန်မှာဆိုရင်ဒီမျိုးမတည်ကျင်တာမျိုးမလှုပ်ချင်မရှားချင်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ကွာဖြစ်ဆွက်စေဝါလေးတွေအားသေးလေးတွေပြန်တော့ပြီးအချိန်ယူလိုက်တယ်6လလောက်ဆိုရင်တို့ပြန်ကောင်းသွားလေးရှိတယ်။ဒါတစ်ခုပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်ခွဲခန်းထဲမှာအချိန်အကြာကြီးခွဲထားတဲ့ခါကျရင်ကိုလူနာရဲ့ position ပေါ့နော် position အရဒီပေါင်မှာရှိတဲ့အာရုံကြောလေးတွေသွားပြီးဖိမိတာမျိုးတွေဆိုရင်လည်းဒါမျိုးလေးတွေလမ်းလျှောက်တာပုံမှန်လိုမျိုးတိတ်ပြီးတော့ပုံမှန်ပြန်မဖြစ်တာပေါ့လေဒါမျိုးလေးတွေလည်းဖြစ်တတ်တယ်အဲ့တော့တဲကြေခွဲတာမဟုတ်ပဲနဲ့ဘယ်ခွဲစိတ်မှုမျိုးမဆိုပါเนาะခွဲပြီးတဲ့အခါကျရင်လူတွေကဘယ်လိုပြောမလဲဗျာအစားအသောက်ကပုံမှန်လိုအများကြီးမစားနိုင်ဘူးပေါ့เนาะနည်းနည်းချင်းစီပဲစားတဲ့အခါမှာဒီအစားအသောက်မှာလိုအပ်တဲ့ဓာတ်စားဓာတ်တွေမလုံလောက်တာပေါ့เนาะခန္ဓာကိုယ်ကနေပိုတက်ဆီယမ်တို့ကယ်လ်ဆီယမ်တို့ဒီလိုဓာတ်တွေချို့တဲ့နေတာဆိုရင်လည်းအဲ့လိုလမ်းလျှောက်တဲ့အခါမှာကြွက်သားတွေအားနည်းတယ်လို့ခံစားရတာမျိုးဖြစ်တတ်တယ်ပေါ့เนาะတချို့ကျတော့ခွဲစိတ်ပြီးတော့ငြိမ်ငြိမ်လေးနေတာကြားတယ်အမြဲတမ်းထိုင်နေတယ်အမြဲတမ်းမလှုပ်မရှားပဲနေနေတယ်ဆိုရင်လည်းအဓိကဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ရဲ့ခြေထောက်သွေးပြန်ကြောတွေမှာသွေးခဲလေးတွေပိတ်တဲ့ပြဿနာပေါ့နော်သွေးပြန်ကြောတွေမှာသွေးခဲတွေပိတ်တယ်ဆိုရင်လည်းအဲ့လိုခြေထောက်တွေတင်းတာတွေလေးတာတွေအောင့်တာတွေနာတာတွေပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကိုကတကယ်လို့တဖြည်းဖြည်းလမ်းလျှောက်တာခြေထောက်တွေအားမပါသလိုဖြစ်လာတယ်ပို့ပြီးတော့ခြေထောက်တွေမတည်နိုင်တယ်လို့ဖြစ်လာတယ်ဆိုရင်တော့လည်းဆရာဝန်တွေပြဖို့လိုတယ်တဲချေအိမ်မဟုတ်ပဲနဲ့တခြားအကြောင်းရင်းတစ်ခုဖြစ်နေမှာလဲဆိုရပေါ့နော်အဲ့လိုမဟုတ်ပဲနဲ့ခုနပြောတာလို့ခြေထောက်ကြီးတစ်ဖက်ကတင်းရောင်လာပြီးတော့လေးလာတယ်ဆိုရင်လည်းကျွန်တော်တို့ဒီသွေးပြန်ကြောထဲမှာသွေးခဲလေးတွေပိတ်တာတွေလည်းဖြစ်ကောင်းဖြစ်နိုင်ခြေရှိပါတယ်နော်အဲ့တော့ဆရာဝန်တွေပြန်ပြပါတိတ်ဆိုးလာတယ်ဆိုရင်တော့လည်းကျွန်တော်အောက်ခံအကြောင်းရင်းကိုရှာဖို့လိုပါတယ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်